Newcastle ရဲ့ပြစ်မှတ် Mourinho ဒါပေမဲ့သူစောင့်နေတာက Real Madrid နာမည်ကျော်အပြောင်းရွှေ့ကျွမ်းကျင်သူ Fabrizio Romano ရဲ့အဆိုအရ Jose Mourinho ဟာ Real Madrid အသင်းစီတကြော့ပြန်နီးပြအဖြစ်ပြန်သွားဖို့စံတားရှိနေတယ်လို့သိရပါတယ်။ဒါဟာ Newcastle အသင်းကိုပိုင်ဆိုင်ထားတဲ့ Saudi အကျိုးတူရင်းနှီးမြှုပ်နှံမှုအဖွဲ့ PIF အတွက်တော့သတင်းဆိုးဖြစ်လာနိုင်ပါတယ်။ Newcastle ရဲ့အခြေအနေလက်ရှိ Newcastle နီးပြ Eddie Howe ဟာဒီယာဒီမှာရလက်တွေဆိုးရွားနေပြီးအဆင့်30အတွင်းဝင်ဖို့တောင်ရုန်းကန်နေရတာကြောင့်သူ့ရဲ့အနာဂတ်ကလှုပ်ခတ်နေပါတယ်။ Eddie Howe အနေနဲ့ဒီယာဒီကုန်းမှာနီးပြယာဒူးကနေနှုတ်ထွက်သွားနိုင်တယ်လို့သတင်းထွက်နေပြီး၎င်းရဲ့နေရာမှာအစားထိုးဖို့အတွက်လက်ရှိ Benfica နီးပြ Mourinho ကို Newcastle ဘက်ကကမ်းလှမ်းမှုတွေပြုလုပ်ထားတယ်လို့သိရပါတယ်။ Mourinho ရဲ့စံတားနဲ့ Romano ရဲ့အတည်ပြုချက် Mourinho ဟာ2025စက်တင်ဘာကမှ Benfica အသင်းစီပြန်လည်ရောက်ရှိခဲ့တာဖြစ်ပေမဲ့ Real Madrid ကခေါ်ယူမယ်ဆိုရင်တော့ပြန်သွားဖို့အသင့်ရှိနေပါတယ်။ Romano ကသူ့ရဲ့ YouTube Channel မှာအခုလိုပြောကြားခဲ့ပါတယ်။ Mourinho ဟာတနည်းမှာ Real Madrid ကိုပြန်သွားဖို့အခွင့်အရေးရချင်နေတာပါ။သူကဒီအစီအစဉ်အပေါ်အမြဲတမ်းတကားဖွင့်ထားပါတယ်။ဒါပေမဲ့လက်ရှိအချိန်မှာတော့နှစ်ဦးနှစ်ဖက်ဆွေးနွေးနေတာမျိုးမရှိသေးသလိုအတီးပြုတ်လို့လည်းမရသေးပါဘူး။ Real ဘက်ကဘယ်လိုဆုံးဖြတ်မလဲဆိုတာကိုပဲစောင့်ကြည့်ရပါမယ်။ Real Madrid ရဲ့အပြောင်းလဲလက်ရှိ Real နီးပြ Alvaro Arbeloa ဟာ Champions League ကနေထွက်ခွာခဲ့ရသလို La Liga မှာလည်းဘာစီလိုနာနဲ့6မှတ်အထိကွာဟနေတာကြောင့်ရာသီကုန်ရင်ယာထူးကနေဖေရှားခံရဖို့များနေပါတယ်။ဒါပေမဲ့ Real ဥက္ကဋ္ဌ Pires ရဲ့နံပါတ်1ပြစ်မှတ်ကတော့ Liverpool နီးပြဟောင်း Jurgen Klopp ဖြစ်နေပြီး Mourinho အပြင် Tottenham နီးပြဟောင်း Pochettino သို့မဟုတ် Conte ဖြစ်နိုင်သူအပါအဝင်အခြားထိပ်တန်းနီးပြ3ဦးလည်းစည်ရင်းထဲမှာရှိနေပါတယ်။အချုပ်အားဖြင့်ဆိုရတော့ Mourinho ဟာ Newcastle ရဲ့စည်ရင်းထဲမှာရှိနေပြီမဲ့သူကိုယ်တိုင်ကတော့ Bernabeu မြေစီကိုတကြော့ပြန်သွားဖို့ကိုပုံမှုစိတ်အားထက်သန်နေတာပဲဖြစ်ပါတယ်။ Mourinho ကို Premier League မှာတကြော့ပြန်မြင်ရမလားဒါမှမဟုတ် La Liga မှာတကြော့ပြန်မြင်ရမလားဆိုတာစိတ်ဝင်စားစရာပါပဲ။ဘော်ဒါတို့နီးပြ Mourinho ကိုကြိုက်ကြလားဖြေပြီးဟေ့ကြပါဦး။အားလုံးပဲ good luck